အားလုံးပဲမင်္ဂလာပါဒီနေ့ဒီ Other Space Science တွေကနော်ဒီကဘာရဲ့နေရဲ့လရဲ့နော်အဲ့တော့ကဘာရဲ့နေရဲ့လရဲ့ interaction ဖြစ်သွားတဲ့အခါမှာဘာတွေဖြစ်လာတယ်လဲနော်အဲ့တော့ဖြစ်လာတဲ့အကြောင်းအရာလေးတွေကိုပြောပြပြီးမှဖြစ်ပါတယ်အဲ့တော့ဘာတွေဖြစ်လာတယ်လို့ထင်တယ်နော်အဲ့တော့ရာသီဥတုတွေနော်နေကျက်တဲ့လာကျက်တဲ့ဆိုတဲ့အရာတွေရဲ့ဒီရေတွေနေနာကြတာတွေဒီတက်တာတွေဒါမျိုးကြီးဖြစ်စေတယ်အဲ့လိုဖြစ်စေရတဲ့အကြောင်းရင်းတွေကဘာလဲဆိုရင်ဒီက control လုပ်သွားတာကနေနဲ့လနဲ့ကဘာနဲ့ထိတွေ့လိုက်တဲ့အတွက်ကြောင့်မလို့ဖြစ်သွားတာနော်သူတို့ရဲ့ interaction ကြောင့်ဖြစ်တာနော် okay အဲကြောင့်တို့တွေကဘယ်လို condition မျိုးမှာနော်ရေတက်တာရေကျတာဖြစ်တယ်လေဘယ်လို condition မျိုးမှာနေကျက်တာလာကျက်တာတွေဖြစ်တယ်လေနော်အဲ့ဒါမျိုးတွေဒီကိုလိုတယ်နော် okay ဒါဆိုရင်ကမယ်နော်အဲ့တော့ကဘာကနေကိုလှည့်ပတ်နေရတယ်ဟုတ်နော်ကဘာကနေကိုလည်းလှည့်ပတ်တယ်သူ့ဝင်ရိုးမှာလည်းသူ့ဘာသာသူလဲတယ်ဟုတ်နော်အဲ့တော့ကဘာကနော်ဒီလိုမျိုးနေကိုသူကလှည့်ပတ်တာကိုသူများကိုလှည့်ပတ်တာကို revolution ဟုတ်နော်အဲ့လို revolution ဒီ365ရက်နဲ့နည်းနည်းလေးဆွံ့သေးပေါ့နော်ထားပါတော့365ရက်ပြည့်တိုင်းcomplete circle တစ်ခု revolution တစ်ခုပြီးတယ်နော်အဲ့တော့ one revolution ပြီးဖို့အတွက်ဆိုရင်365ရက်ကြော်ကြာတယ်ဟုတ်နော်အဲ့လို356ရက်ကြာတဲ့ one revolution of earth ကိုသူကဘာလို့ခေါ်လဲ a year တစ်နှစ်လို့သတ်မှတ်တယ်ဒါဆိုရင်နေကဘာကိုလှည့်ပတ်တာနော်solar system ကြီးထဲမှာပါနေတဲ့အတွက်နေကိုတစ်ပတ်ပတ်မိဖို့ဆိုရင်သူက365ရက်တစ်နှစ်ကြာတယ်အဲ့ဒီ times the revolution သူကသူများကိုလှည့်ပတ်တာဟုတ်နော်အဲ့လိုပဲသူကသူ့မှာလည်းဝင်ရိုးရှိတာဖြစ်တဲ့အတွက်သူ့ဝင်ရိုးမှာလည်းသူကသူ့ဘာသာသူဘာလို့ရတော့လဲရတယ်နော်အဲ့တော့သူ့ဘာသာသူ့ဝင်ရိုးမှာသူလဲရတာကိုသူ့ကိုကြတော့ rotation လို့သုံးတယ်ဟုတ်နော်အဲ့လိုသူ့ဝင်ရိုးမှာတပတ်လဲမိဖို့ဆိုရင်ပုံမှန်အမြဲတမ်း24နာရီကြာတယ်အဲ့လို24နာရီကြာတာသူက one rotation ပြီးဖို့ကြာတဲ့အချိန်ကိုတစ်ရက်လို့သတ်မှတ်တာဒါဆိုရင် revolution နဲ့ rotation နဲ့ကွဲမယ်လို့ထင်တယ်နော် rotation ဆိုတာဒီသူ့ဝင်ရိုးမှာသူလဲနေတာသူ့ဝင်ရိုးမှာသူလဲတာ24နာရီပြည့်ရင်တစ်ရက်ဟုတ်နော်အဲ့တော့ကဘာကနေပြီးတော့မှနေကိုသွားပြီးတော့လှည့်ပတ်နေတာတစ်ပတ်ပြည့်ဖို့ဆိုရင်356ရက်ကြော်လေးကြာတယ်အဲ့ဒါကိုတစ်နှစ်ဒါမနော် okay ဟုတ်နော်အဲ့တော့သူတို့ကနေစကြဝဠာကြီးထဲမှာနော် solar system ကြီးထဲမှာဂျိုတွေရှိတယ်အဲ့တော့အဲ့ဂျိုတွေရှစ်လုံးဒီနေကိုတစ်ပတ်ပတ်မိဖို့အရာအတွက်တစ်ခုနဲ့တစ်ခုက revolution ဒီမတူဘူးဟုတ်နော်အဲ့တော့ကိုရီးယားဒီနေရာမှာrevolution နဲ့ rotation ကိုနားလည်ဖို့လိုတယ်အဲ့တော့အကောင်းဆုံးကတော့ကိုယ့်ကဘာကအရှင်းဆုံးပဲနော်ကဘာအရှင်းဆုံးဆိုတာကဘာကသူ့ဘာသာသူ့ဝင်ရိုးမှာသူလဲတဲ့ rotation ဆိုရင်24နာရီတစ်ရက်အဲ့တော့ဘာတွေဖြစ်စေတော့နေ့တွေညတွေဖြစ်စေတယ်အဲ့တော့နေကဘာနေကိုနော်နေကဘာကနေကိုတစ်ပတ်ပတ်မိဖို့ဆိုရင် revolution အဲ့လို revolution တစ်ပတ်ပတ်မိဖို့ဆိုရင်ကြာမဲ့ချိန်ဒီ356ရက်ကြာတယ်အဲ့ဒါကိုဘာလို့ခေါ်တော့တစ်နှစ်ဟုတ်နော်အဲ့တော့ဘာတွေဖြစ်စေလဲဆိုရင် season လို့ခေါ်တဲ့ရာသီဥတုတွေဖြစ်ပေါ်စေတယ်အဲ့တော့ရှေ့မှာပြောထားပြီးသား weather ဆိုတာဘာလဲ climate ဆိုတာဘာလဲ season ဆိုတာဘာလဲအဲ့တော့ weather ဆိုတာကတော့မိုးလေဝသ short term climate ကရာသီဥတုနော် season ကသူ့ရဲ့ရာသီမိုးရာသီဆောင်းရာသီပေါ့နော်အဲ့လိုမျိုးရာသီတွေကို season လို့ခေါ်တာဟုတ်နော်အဲ့တော့တို့ဆိုရင်တို့ရဲ့ကဘာတီသူလောက်ရတဲ့အလုပ်နှစ်လုပ်ရှိတယ်သူ့ဝင်ရုပ်မှာသူတပတ်ပြည့်အောင်လဲရတယ်အဲ့လိုမျိုးတပတ်ပြည့်အောင်လိမ့်လဲရင်းနဲ့နော်သူကဘာကိုသွားလဲဆိုရင်နေကို revolution တပတ်လဲမိအောင်ကြိုးစားရတယ်ဟုတ်နော်အဲ့လိုမျိုးသူကသူကိုယ်တိုင်လဲတယ်
သူကိုယ်တိုင်ကလည်းသူ့ဝင်ယူမှာသူလဲရတယ်နေကိုလည်းသူကတပတ်ပြည့်အောင်လဲရတယ်နော်အဲ့လိုမျိုး rotation and revolution နှစ်ခုကိုသူကတွဲပြီးလုပ်ရတာဖြစ်တဲ့အတွက်တို့တွေက24နာရီဆိုတဲ့နာရီတစ်ရက်ဆိုတဲ့အချိန်ရက်တွေပေါင်းလိုက်တော့356ရက်မှာတစ်နှစ်အဲ့တစ်နှစ်အတွင်းမှာတို့တွေကဘာဖြစ်တော့နေ့တွေလည်းဖြစ်တယ်ညတွေလည်းဖြစ်တယ်ဟုတ်နော်ပြီးရင်ရာသီဥတုနော်ဆောင်းရာသီမိုးရာသီနွေရာသီဟုတ်နော်အဲ့လိုရာသီတွေလည်းဖြစ်စေတာဒါဆိုရင်ရမယ်နော်โอเคအဲ့ဆိုတို့တွေအခုဆက်သွားမှာက solar eclipse နဲ့ lunar eclipse ဒီ eclipse ဆိုတာဘာလဲဆိုရင်ကျက်တယ်လို့ပြောတာနော်ဗမာလိုစကားလုံးနဲ့ပြောရင်ကျက်ချင်းပေါ့နော်အဲ့တော့ဘာကျက်မှာလဲနေတို့သိတယ်နေကျက်တာလားလကျက်တာလားအဲ့တော့နေနဲ့လနဲ့နော်ကျက်တယ်လို့ပြောတယ်အဲ့တော့သူတို့ဘာလို့ဒီလိုမျိုး eclipse တွေဖြစ်စေရတယ်လဲလို့ဆိုရင်အဓိကကနေကရှိနေမယ်လကသူ့ဘောက်သူလဲလဲရတယ်နေကိုလည်းတစ်ပတ်ပြည့်အောင်လဲရတယ်အဲ့လိုဆိုရင်နေကဘာရဲ့ပတ်ဝန်းကျင်မှာဘယ်သူရှိနေရလဲဆိုရင်သူ့ရဲ့အရန်ကျိုးလရှိတယ်လကဘယ်သူကိုလှည့်ပတ်နေလို့ဆိုရင်နေကိုကဘာကိုလှည့်ပတ်နေတယ်ဟုတ်နော်အဲ့လိုလှည့်ပတ်လိုက်တဲ့အခါမှာသူတို့သုံးခုတည်နော်အဲ့တော့ကဘာရဲ့နေရဲ့လရဲ့သုံးခုနော်သုံးခုတည်ဒီဂျိုသုံးလုံးတည်တဒန်းလေးဖြစ်သွားတဲ့ condition အချိန်မျိုးနှစ်ခါဖြစ်တယ်အဲ့ဖြစ်လိုက်တဲ့အချိန်ဒီမှာဘာတွေဖြစ်လာလဲဆိုရင်လကျက်ရှင် lunar တို့နော် solar eclipse ဆိုရင်နေကျက်ရှင်ဆိုတာကြီးဖြစ်စေလာရမယ်နော်ဆက်ကြည့်မယ်အဲ့တော့ဒီလရဲ့နေရဲ့နော်ကဘာရဲ့ interaction ဖြစ်လိုက်တဲ့အခါမှာသူကဘာတွေဖြစ်စီလဲဆိုရင်ကဘာမှာဘာတွေဖြစ်စီလဲအဖြစ်ခံရတာပြုလဲဆိုရင်ကဘာနော်အဲ့တော့ကဘာမှာဘာတွေဖြစ်လာလဲဆိုရင် eclipse လို့ခေါ်တဲ့ကြက်တာတွေဖြစ်မယ် tides လို့ခေါ်တဲ့ဒီရေတွေပြောင်းလဲစီတယ်ဟုတ်နော်အဲ့တော့ဒါဆိုရင်ပထမဆုံးစပြီးတော့ပြောကြရမှာက eclipse နော် eclipse ဆိုတာဘာလဲနော် what is eclipse အဲ့တော့ eclipse ဆိုတာဒီသူက position ဘယ်လို position လဲဆိုရင်နေနဲ့လနဲ့ကဘာနဲ့သွားပြီးတော့ radiation ဖြစ်တဲ့ position ကြောင့်ဖြစ်လာတဲ့အရာတွေကို eclipse လို့ခေါ်တယ်ဟုတ်နော်အဲ့တော့ eclipse လို့ခေါ်တယ်ဘာရဲ့တော့နေရဲ့လရဲ့ကဘာရဲ့နော် position တစ်ခုရောက်လာတယ်အဲ့တော့ position ဆိုတာကstraight line လေးတစ်ခုပေါ်မှာသူတို့ရောက်လာတဲ့အခြေအနေမျိုးမှာ eclipse ဆိုတာတွေဖြစ်စေတယ်အဲ့တော့ဖြစ်တဲ့အခါမှာ၃မျိုးဆိုတဲ့အတွက်နော်၃မျိုးဆိုတဲ့အတွက်ဒီ၃မျိုးကဘယ်လို condition မျိုးရှိမှeclipse ကပြောတာလေဟုတ်နော်အဲ့တော့ကဘာကခံစားရမှာဖြစ်တဲ့အတွက်မို့လို့သူကနေနဲ့လနဲ့ကအရှင်ထားမယ်နော်အရှင်ထားမယ်အဲ့တော့ကဘာကဘာဖြစ်မှာတော့ခံရမှာအဲ့တော့နေကတော့ပုံသဏ္ဍာန်ပြောင်းမှာလားဆိုရင်မပြောင်းဘူးနေကဒီအတိုင်းပဲရှိနေမယ်အဲ့တော့ changes လုပ်သွားမှာဘယ်သူနဲ့လဲဆိုရင်ကဘာနဲ့လနဲ့ changes လုပ်သွားမယ်နော်အဲ့လိုမျိုးသူဖြစ်တဲ့ condition က eclipse လို့ခေါ်တယ်နော်နေကျက်ချင်းလကျက်ချင်းဆိုတော့နော်အဲ့ဒီကျက်ချင်းဆိုတဲ့ဟာကို eclipse လို့ခေါ်တာနော်အဲ့ဒီ eclipse ဒီဘယ်လိုမျိုးမှဖြစ်တာလဲဆိုရင်နော်ဒီ object တစ်ခုကနော်တစ်ခုကိုကျန်တဲ့ object ပေါ့နေကသူကရှိနေတာဖြစ်တဲ့အတွက်နေကနေပြီးမှဘာပြီးတော့ heat နဲ့ light နဲ့ပြီးတယ်အဲ့တော့ပေးလိုက်တဲ့နေကလာတဲ့ light ကိုနော်ဘာလုပ်လိုက်တာ block လုပ်လိုက်တာကာလိုက်တာအဲ့တော့ကာလိုက်တဲ့အရာဝတ္ထုပေါ်မှာမူတည်ပြီးတော့ကဘာစီမာကနေကျက်တာလားလကျက်တာလားဆိုတာဖြစ်စီတာဟုတ်နော်အဓိကဘာလုပ်လိုက်တာတော့အလင်းရောင်ကိုသူကကာပလိုက်တာအဲ့တော့ကာပလိုက်တဲ့အတွက်တို့က eclipse မှာအုပ်စု2မျိုးခွဲလို့ရတယ်အဲ့တော့ဘာလဲဆိုရင် solar eclipse နဲ့ lunar eclipse နော် solar ရဲ့ lunar ရဲ့ solar ဆိုတဲ့အတွက် sun အဲ့ဒါဆိုရင်နေကျက်တာ lunar ဆိုတဲ့အတွက်လဆိုတဲ့အတွက်လကျက်တာဟုတ်နော်အဲ့တော့ဒီလို condition မျိုးလဲဆိုရင်လကနော်လစီကနော်
နေရောင်ကဘာစီကိုရောက်လာမဲ့အလင်းရောင် sunlight ကိုကာလိုက်ရင်အဲ့ဒါနေကျက်တာဟုတ်နော်ဒီမှာလေကဘာကြီးဟုတ်နော်အဲ့တော့နေကနေမှအလင်းရောင်ပေးလိုက်တယ်လကကြားထဲကဝင်လာပြီးတော့နေရဲ့အလင်းရောင်ကိုကဘာမြေမရောက်အောင်သူကကြားထဲကကာပေးလိုက်တယ်အဲ့တော့ဒါဆိုရင်လကအလဲကနေပြီးနေရဲ့အလင်းရောင်ကိုဝင်ပြီးကာပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်စေတော့နေကျက်တာဖြစ်စေတယ်ဟုတ်နော်ဒါဆိုသူ့ရဲ့ဆန့်ကျင်ဘက်ကိုဆက်စဉ်းစားမယ်အဲ့တော့လအဲ့တော့ကဘာမြေကနော်ကဘာမြေကနေရဲ့အလင်းရောင်ကိုလစီကိုမရောက်အောင်ကာပေးလိုက်တယ်ဆိုရင်လရလင်းရောင်မရတော့တဲ့အတွက်ဒါဒီလကျက်ခြင်းအဲ့တော့ဒီနှစ်ခုကအမြဲတမ်းလွဲတတ်တယ်လွဲတတ်တဲ့ခါကျကိုရီးယားမှတ်ထားနော်အဲ့တော့ဆိုလာလို့ပြောရင်နော်လအလဲရောက်တာလကာတာဖြစ်တဲ့အတွက်လကအလဲရောက်လာတာဟုတ်နော်နောက်လူနာလို့ပြောတယ်ဆိုတဲ့အတွက်လဆိုတဲ့ခါနော်လူနာကျက်ခြင်းဆိုလကျက်ခြင်းဆိုတာဒီကဘာကအလဲကရောက်သွားလို့နော်အဲ့ဒီနီးနဲ့ကိုကတွဲခွဲမှတ်လိုက်ရင်ဒီနှစ်ခုကလွဲစရာအကြောင်းရှိနော်โอเคအဲ့တော့ဒါဆိုရင်သူရဲ့ဖြစ်တဲ့ process တွေကရိုးရိုးလေးပဲသို့တော့အဆင့်နေများတဲ့အတွက်နည်းနည်းလေးတော့သိအောင်လုပ်ထားရမယ်နော်အဲ့လိုမျိုးအဲ့တော့ solar eclipse ဆိုတာဒီနေကျက်ခြင်းဟုတ်နော်အဲ့နေကျက်ခြင်းလို့ပြောတဲ့အတွက်sun beam eclipse နော်အဲ့တော့နေကိုဘာလို့ချိန်လိုက်တာနော်ဖန်ခြင်းခံလိုက်ရတာဟုတ်နော်အဲ့တော့ဘယ်လို condition မျိုးမှာဒီလိုမျိုးဖြစ်စေတာလဲဟုတ်နော်အဲ့တော့လဒီနေနဲ့ကဘာရဲ့ကြားကိုရောက်လာတယ်ရောက်လာပြီးတော့နေရလာတဲ့အလင်းတွေကိုကဘာမြေမရောက်အောင်ကာပလိုက်တယ်ကာတာကို block လုပ်တယ်လို့ခေါ်တယ်နော်အဲ့ဒါဆိုရင် solar eclipse ဘယ်အချိန်မှာဖြစ်တာလဲအဲ့တော့နေကျက်တယ်ဆိုမှတော့နေရောင်မြင်ရတာကနေ့ဖြစ်တာဖြစ်တဲ့အတွက် during the day နေ့အချိန်မှာဖြစ်တယ်နေ့အချိန်မှာဘယ်လိုနေ့မျိုးတွေမှာဖြစ်တာလဲအဲ့တော့လမှာကလပြည့်ညရှိတယ်လကွယ်ညရှိတယ်အဲ့တော့လကွယ်ညကိုတို့တွေကဘာလို့ခေါ်ကြလဲဆိုရင်တို့က new moon day ပေါ့နော်လအတစ်ဖြစ်လာတဲ့နေ့အဲ့ဒါကိုဘာလို့ခေါ်လဲလကွယ်ညအဲ့တော့လကွယ်တဲ့နေ့တွေမှာညမဟုတ်နော်နေ့အချိန်မှာဆိုရင်ဘာဖြစ်သေးတော့ solar eclipse ဆိုတဲ့နေကျက်ခြင်းတွေဖြစ်စေတယ်ရလားအဲ့တော့သူက eclipse ဖြစ်တဲ့အခါမှာနော်သူကတစ်ခုလုံးပေါ့နော်တစ်ခုလုံးကြီးကိုကာပလိုက်တာလည်းရှိနိုင်တယ်နော်annular လို့ခေါ်တဲ့နော်အတွင်းပိုင်းလေးကိုပဲကာလိုက်တာလည်းဖြစ်နိုင်တယ်partially အရာတစ်စိတ်တစ်ပိုင်းကိုလည်းကာတာဖြစ်နိုင်တယ်ဟုတ်နော်ဟုတ်ပြီဒါဆိုရင်တို့တွေကအဲ့ဒီဖြစ်နိုင်ခြေအခြေလေးတွေကိုအမျိုးအစားခွဲလိုက်နော် solar eclipse ဖြစ်စေတဲ့အမျိုးအစားလေးတွေအဲ့တော့စောနာပြောလိုက်တဲ့ partial annular total ဟုတ်နော်အဲ့တော့ partial annular total ဘယ်လိုဖြစ်တဲ့တော့စက်ကြည့်နော်အဲ့တော့အကုန်လုံးကြီးနေအပြည့်ကျက်ခြင်းအဲ့ဒါကို total solar eclipse လို့သုံးတယ်အဲ့တော့လကလုံးဝကြီးနေကိုကာပလိုက်တယ်တကယ်တမ်းကျသူတို့ကအရွယ်စားတွေကတူတာလားဆိုတော့မတူဘူးနော်မတူပေမဲ့လို့သူကဘာဖြစ်လဲဆိုရင်ဝေးနေတဲ့အတွက်ကြောင့်မို့လို့သူကလာတဲ့အလင်းကိုအပြည့်ကာနိုင်တဲ့အခါမျိုးလည်းရှိနိုင်တယ်နော်အတွင်းလေးပဲကာတာရှိနိုင်တယ်တစ်စိတ်တစ်ပိုင်းကာတာလည်းရှိနိုင်တယ်နော်အဲ့တော့ annular solar ဆိုတာနေကွင်းအကွင်းလိုက်လေးကျက်တာနေကအလဲကောင်ကြီးအမဲကြီးပဲမြင်ရတယ်အပြင်မှာပဲသူ့ရဲ့အလင်းတန်းအကွင်းလေးပဲတွေ့ရတယ်အဲ့ဒါကိုနေအကွင်းလိုက်ကျက်ခြင်းနေကွင်းကျက်ခြင်းနော်အဲ့လိုမျိုးဖြစ်တယ်တကယ်တော့လသည်ကဘာနဲ့လည်းအရန်ဝေးလွန်းသွားတဲ့ condition မျိုးမှာအကုန်လုံးကိုကာမပြစ်နိုင်နော်အဲ့တော့ तू ကလာတဲ့အလင်းရောင်ကို तू က rain of fire လောက်ပဲ तू ကမြင်နေရတာဖြစ်တယ်မျိုးဆိုရင် annular solar eclipse လို့ခေါ်တယ်ဟုတ်နော်နောက် partial အဲ့တော့ partial ဆိုတာကကြတော့လကနော်နေကိုတစ်စိတ်တစ်ပိုင်းလောက်ကာပလိုက်တယ်အဲ့ဒါဆိုရင် तू ကpartial eclipse လို့ခေါ်တယ်ဒါဆိုရင်ရမယ်နော် okay နောက်တစ်ခု lunar eclipse အဲ့တော့ lunar eclipse ဆိုတာကဘယ်လိုဖြစ်တယ်လဲသူကကြတော့solar ထက်ပိုပြီးတော့များမယ်နော်အဲ့တော့ဘယ်လိုဖြစ်တယ်လဲအဲ့တော့ lunar eclipse ဆိုတာကဘာကနော်နေနဲ့ဒီလပြည့်နဲ့ဂျားတဲ့ကိုဓာတ်ရိုက်ဖြတ်သွားတာနော်သူကလည်းသူ
လဲရင်းနဲ့နောက်ဆုံးပဲဘယ်တဲ့ရောက်သွားလဲလကသူ့ကိုကြော်ရင်းအနောက်ကိုရောက်သွားတဲ့ခါမှာသူကဘာဖြစ်သွားတော့ကဘာကအလဲရောက်သွားတယ်အဲ့လိုရောက်သွားတဲ့အတွက်ကဘာရဲ့အရေးဟုတ်နော်လကလာပြညဖြစ်နေတယ်ကဘာရဲ့အရေးကလရဲ့မျက်နှာပြင်ပေါ်မှာသွားပြီးကြတယ်ကြတဲ့အတွက်ဘာဖြစ်သွားတော့မှောင်သွားစေတယ်အဲ့ဒါကိုသူကဘာလို့ခေါ်တာလဲလကျက်ရှင်လို့ခေါ်တာဟုတ်ပြီနော် sorry ဟုတ်နော်အဲ့ဘယ်လိုအချိန်တွေမျိုးမှဖြစ်တာလဲဆိုရင်ဘာကြောင့်ဖြစ်တာလဲဆိုရင်ကဘာကနေရလာတဲ့အလင်းရောင်ကိုလစီမရောက်အောင်ကပလိုက်တဲ့အတွက်ကြောင့်မလို့လကျက်တာလို့ခေါ်တာဟုတ်နော်အဲ့တော့ဘယ်အချိန်တွေမှာလဲဆိုရင်လပြည့်ညတွေမှာဖြစ်တယ်ဟုတ်နော်အဲ့တော့ကဘာကအလယ်မှာရှိနေတဲ့အချိန်မှာနေရလာတဲ့အလင်းရောင်ကိုလစီကိုမရောက်အောင်ကဘာကကာလိုက်တယ်လို့ဖြစ်သွားတယ်အဲ့ဒါမျိုးကိုသူကတွေ့ရရင်လပြည့်ညတွေမှာပို့ပြီးတွေ့ရတယ်ဒါကြောင့်လကျက်တယ်လို့ခေါ်တာဟုတ်နော်အဲ့တော့ကဘာရဲ့အရေးပေါ့နော်အဲ့တော့ကဘာရဲ့အရေးက3မျိုးရှိတယ်နော်ကဘာရဲ့အရေးကလဘောကိုတွားပြီးကြတဲ့အခါမှာမြင်ရမယ့်ပုံသဏ္ဍာန်ဒီ3မျိုးတွေ့ရမယ်အဲ့တော့ဘာလဲဆိုရင် ambra ဆိုတာကလုံးဝမှောင်သွားတယ်နော်အဲ့တော့ penumbra ဆိုတာကသူ့ရဲ့အရေးအပြင်ဘက်ကအရေးကသွားကြတာနော်အောက်ထားဖတ်ပေါ့နော်နောက်တစ်ခုက antembra သူကကြတော့ partially shaded ဖြစ်တာဟုတ်နော်ဒီလိုပုံသဏ္ဍာန်ကြတဲ့အရေးပုံသဏ္ဍာန်လေးပေါ်မှာမူတည်ပြီးတော့သူကဒီကမှာလကဒီပုံစံမျိုးတွေမြင်ရတာနော်အဲ့လိုတည်ကြတာကတော့သူတို့ကအလုံးက straight line ဖြစ်လာတဲ့ condition မျိုးเนาะဒါဒီကောင်ကလကျက်တာတွေဖြစ်စေတာเนาะ okay အဲ့တော့ဒီမှာနည်းနည်းလေးပြန်ကြည့်เนาะအဲ့တော့လူနာမှာကtotal lunar ရှိမယ် partial lunar ပြီး penumbral lunar ဆိုပြီးတော့သူရဲ့ eclipse မျိုးစားလေးတွေရှိမယ်เนาะအဲ့တော့ lunar eclipse ဖြစ်စေတဲ့အမျိုးအစားတွေเนาะအဲ့တော့ lunar eclipse ဖြစ်စေတဲ့အမျိုးအစားတွေကဘယ်ပေါ်မူတည်တယ်လဲเนาะဘယ်ပေါ်မူတည်တယ်လဲဆိုရင်လကเนาะဒီကဘာရဲ့အရေးကိုကြာရောက်တဲ့အခါမှာလပေါ်မှာဘယ်လိုမျိုးပေါ့เนาะဒီအရေးကဘယ်လိုမျိုးဖြတ်လာတယ်လဲเนาะအဲ့တော့ဖြတ်လာတယ်လဲဆိုတာကိုသူကပြန်ပြီးတော့ကြည့်ပြီးခွဲမှာအဲ့တော့ဘယ်လိုခွဲမလဲလို့ဆိုလို့ရှိရင်ဒီမှာနှစ်ပိုင်းရှိတယ်နှစ်ပိုင်းကဘာတွေလဲဆိုရင် dark ambra အပိုင်းနဲ့ lighter penumbra ဆိုတဲ့အပိုင်းနှစ်ပိုင်းရှိတယ်ဟုတ်နော်ဒါကကဘာရဲ့ရှေ့ထိုးကြတဲ့ပုံသဏ္ဍာန်နော်အဲ့တော့ပထမ total lunar eclipse ဖြစ်တာ total lunar eclipse ဆိုရင်ဒါကလအပြည့်ကျက်တာဟုတ်နော်လအပြည့်ကျက်တာဆိုလို့ရှိရင်လဒီနော်လရဲ့တစ်ခုလုံးဒီဘယ်ဘက်ကိုရွေ့သွားလဲဆိုရင်ကဘာရဲ့အမှောင်ကျတဲ့ဘက်နော်ကဘာကနေပြီးအမှောင်ကျနေတဲ့နေကိုကာလိုက်လို့အမှောင်ရိပ်ကျနေတဲ့ဘက်ပဲကိုလကအကုန်ရောက်သွားတာဟုတ်နော်အဲ့တော့အကုန်ရောက်သွားတဲ့ခါကျသူကဘာဖြစ်နေလဲဆိုရင်သူက central ဘိုင်းဒီဘာဖြစ်သွားလဲဆိုရင်အမှောင်ဆုံးအပိုင်းဖြစ်သွားတယ်အဲ့ဒါကိုလအပြည့်ကျက်တဲ့ total lunar eclipse လို့သုံးတယ်တခါတလေမှာတို့တွေရှိမှကြားဘူးလိမ့်မယ်blood moon ပေါ့နော်သွေးလကျက်ခြင်းနော်ဆိုဒါကြောင့်လကိုမကြည့်နဲ့ဒီညလပြည့်ညဒီ blood moon ဖြစ်တယ်သူ့ကိုသွားပြီးကြည့်ရင်နော်မကောင်းတဲ့ energy တွေရနိုင်တယ်နော်ဒီညလကျက်မှာလာမကြည့်ရဘူးအဲ့လိုကြီးပြောကြတာတွေကြားဘူးလိမ့်မယ်နော်အဲ့တော့တကယ်ကကြတော့လကတကယ်ဆိုရင်လုံးဝ completely black ပေါ့နော်မဲမသွားဘူးမှောင်မသွားဘူးနော်ဘာလို့လဲဆိုရင်နေရလာတဲ့အလင်းရောင်ကကမ္ဘာရဲ့လေထုကိုသူကဖြတ်ပြီးတော့လာရတာအဲ့လိုလာတဲ့ခါမှာလာတဲ့အလင်းတန်းတွေဒီအမြဲတမ်း scatter ဖြစ်တယ်တချို့တွေက band ပေါ့နော် refracted နော် refraction ဖြစ်တယ် scatter ဖြစ်တယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာသူကဘာတွေဖြစ်စေလဲဆိုရင်အရောင်ပေါ့နော် color ရဲ့အရောင်ဒီ deep red နော်အဲ့လိုမျိုးအရောင်မျိုးလပေါ်မှာတွားပြီးတန်းစီတယ်အဲ့လိုမျိုးတွေကိုတို့ကဘာလို့ခေါ်တာလဲလာကြီးကိုကြည့်လိုက်ရင်အရောင်ကြီးကရဲပေါ့နော်နီညိုရောင်
နီဝါရောင်အဲ့လိုမျိုးကြီးတန်းနေတယ်အဲ့ဒါကိုတို့တွေကဘာလို့ခေါ်ကြလဲဆိုရင် blood moon ဖြစ်တယ်လို့ပြောကြတာအဓိကလုံးဝသူကဒီအမှောင်ရိပ်ဖြစ်တဲ့ ambra တွေကိုလကလုံးဝဝင်သွားတာမဟုတ်ဘူးမဝင်နေတဲ့အချိန်ပေါ့နော်မဝင်တဲ့အချိန်နော်အလင်းရောင်က scatter တို့ reflected တို့ဖြစ်တဲ့အချိန်မျိုးမှာနေရဲ့အလင်းရောင်ရဲ့လာတဲ့တောက်ပမှုကသူ့စီမှာသွားပြီးထင်တာနော်အဲ့ဒါကို blood moon လို့ခေါ်တာနော်နောက်တစ်ခုက partial lunar eclipse ဒါကတစ်စိတ်တစ်ပိုင်းပဲလာကျက်တယ်တို့တွေကတော့ဗာလေလာကျက်တယ်ဟေးဆိုတမုံနေတီးလိုက်ရင်ဒါကြီးကဒီလက်ဖန်းခံထားတယ်လက်ငပုတ်ဖန်းနေပေါ့နော်လက်ငပုတ်ဖန်းနေဒါဆိုလို့ရှိရင်တမုံနေတီးလိုက်လို့ရှိရင်လာကြီးရအတွက်တူအပြင်ထွက်လာတယ်ပေါ့နော်အဲ့လိုမျိုးလေးဟိုရှိကြတယ်ပေါ့နော်တကယ်တမ်းတော့မဆိုင်သူကလည်းသူလေပက်နေနော်အဲ့တော့ဒီပါရှယ်ကြလို့ရှိရင်သူကဘယ်လိုဖြစ်တာလဲဆိုရင်ကဘာရဲ့အမှောင်ရိပ်သေးကိုလကတစ်စိတ်တစ်ပိုင်းလောက်ပဲဝင်လာတာဒါကြောင့်မို့လို့လူနာpartial lunar eclipse ဖြစ်စေတာဟုတ်နော်အဲ့တော့ तू ကဒီရှေ့တို့ကကမ္ဘာရဲ့အရိပ်ကနော်ဟို तू ကလကို तू ကဟွာဖြစ်လာတော့ तू ကလ तू ကနော် bite လောက်ထားတယ်ဆိုတော့နော် dark bite ဖြစ်နေရပါတော့တပိုင်းပဲကြိုက်တာဆိုတော့ဒီမှာဒီဘက်အချမ်းကြီးတစ်ခုလုံးကဘာဖြစ်နေလို့မှောင်နေဒီဘက်လေးကလင်းနေတယ်နော်အဲ့တော့လာချမ်းကွေးလိုမျိုးလေး तू ကဖြစ်နေတဲ့ပုံတည်းဒါဆိုရင် partial lunar eclipse လို့ခေါ်တယ်ဟုတ်နော်နောက်တစ်ခုက penumbral lunar eclipse သူကလအရိပ်အခုံးကျက်ခြင်းနော်ဗမာလူတွေပြန်ထားတော့နည်းနည်းတော့ခက်တယ်နော်အဲ့တော့လကဘယ်လိုသွားလဲဆိုလို့ရှိရင်ဒီကဘာရဲ့အရိပ်ထဲမှာမှ lighter ဖြစ်တဲ့အပိုင်း ambra ဆိုရင်မှောင်နေအပိုင်းနော်အဲ့တော့ lighter ဖြစ်တဲ့အပိုင်းတွေကိုသူကဝင်လာတာအဲ့တော့ lighter ဖြစ်တဲ့အပိုင်းဆိုဘာလဲဆိုရင် penumbra နော်အဲ့တော့ကဘာရဲ့လိုက်တာဖြစ်တဲ့အပိုင်းတွေကိုသူကဝင်လာတာအဲ့လိုဝင်လာတဲ့အတွက်ကြောင့်မို့လို့ဟိုလကနော် penumbral lunar eclipse လို့ခေါ်တာနော်ဒါလေးတွေကိုဟိုတဖြည်းဖြည်းချင်းပေါ့တချို့လတွေမှာအဲ့လိုလေးနည်းနည်းလေးတွေကွာသွားတယ်အဲ့တော့ဒီလိုပြောနေရင်တော့တိတ်တော့တိတာမှာမဟုတ်ဘူးဒါပေမဲ့ဒီလိုပုံသဏ္ဍာန်တွေကိုတော့ကိုကလမှာလာကျက်တာတွေရဲ့အမျိုးအစားတွေကိုမြင်ဘူးတယ်နော်နာမည်ခေါ်တာလေးကိုပဲသူတွေကနည်းနည်းစိတ်နေမှာပေါ့နော်အဲ့လိုမျိုးတွေပြောတာโอเคဒါဆိုရင်တို့တွေကsolar eclipse နဲ့ lunar eclipse ကိုပြန်ပေါင်းမယ်နော်အဲ့တော့ solar လို့ပြောရင်နေကျက်တာဆိုတဲ့အတွက်နေ့အချိန်မှာဖြစ်မယ်အဲ့တော့နေကျက်တာဘာကြောင့်ဖြစ်လဲဆိုရင်လကနေနဲ့ကဘာရဲ့ဂျားထဲကိုရောက်လာပြီးနေရဲ့အလင်းရောင်ကိုကဘာမြေစီမရောက်အောင်ကာလိုက်ခြင်း block လုပ်ခြင်းကိုတို့က solar eclipse လို့ခေါ်တယ်ဟုတ်နော်အဲ့လို eclipse လို့ခေါ်တဲ့အခါမှာ तू ကအပြည့်နော်နေကအပြည့်ကျက်တာရှိတယ် partial ကျက်တာရှိတယ် annular ကျက်တာရှိတယ်နော်နောက်တစ်ခုက lunar eclipse အဲ့တော့ lunar eclipse ဆိုတာလကျက်တာဆိုတဲ့အတွက်ကဘာကနေရဲ့အလင်းရောင်ကိုလစီမရောက်အောင်ကာလိုက်တော့ကဘာရဲ့အနောက်ဖက်ခြမ်းလို့ပြောတဲ့ဖြစ်တဲ့အတွက်ကဘာရဲ့ ambra ဆိုတဲ့အမှောင်ရိပ်အဲ့ဒီအမှောင်ရိပ်ဒီလပေါ်မှာသွားထင်တာအဲ့လိုထင်တဲ့အခါမှာလကသူလဲပက်နေရင်းနဲ့အမှောင်ရိပ်ထဲကိုလုံးဝကျသွားတဲ့အခြေအနေမျိုးလည်းရှိနိုင်တယ်အဲ့ဒါဆိုရင် total lunar eclipse เนาะအပြည့်ကျက်တာဟုတ်เนาะနောက် partial တစ်စိတ်တစ်ပိုင်းပဲကျရင် partial เนาะနောက်တစ်ခုကသူ့ရဲ့လကအမှောင်ရိပ်ပြီးတဲ့အခါကျတော့သူကနည်းနည်းလင်းတဲ့အပိုင်းပေါ့เนาะအဲ့ဒါကို penumbral ပေါ့အဲ့တော့ penumbral ရဲ့အချမ်းထဲကိုလကရောက်သွားတယ်ဆိုရင်ဒါကို penumbral lunar eclipse လို့ခေါ်တယ်ဒါဆိုရင် solar eclipse နဲ့ lunar eclipse ကိုကွဲမယ်လို့ထင်တယ်ဟုတ်ပြီနော် okay နောက်တစ်ခုကဒီလိုမျိုးလနဲ့နေနဲ့ကဘာနဲ့တဒန်းနဲ့ကျသွားတဲ့အခါမှာနောက်ထပ်ဘာတွေဖြစ်တတ်တယ်လဲဆိုရင် tides လို့ခေါ်တဲ့ဒီရေတွေဖြစ်စီတယ်အဲ့တော့ဒီရေဆိုတာဒီပုံမှန်ဆိုရင်တော့12နာရီပတ်ဝန်းကျင်ဒီမှာတက်တာတွေကျတာတွေရှိတယ်နော်ကမ်းခြေတွေမှာတို့တွေသွားရင်12ပတ်ဝန်းကျင်ဆိုရင်ကမ်းခြေကနေပြန်ခိုင်းတယ်ညနေ6နာရီနောက်ပိုင်းဆိုရင်ကမ်းခြေကနေပြန်ခိုင်းတယ်နော်အဲ့တော့ဘာလို့ဆိုတော့တနေ့မှာရေတက်ရေကျ2ကြိမ်ဖြစ်တာမို့လို့နော်โอเคအဲ့တော့ဘလို့အခြေအနေမျိုးမှာရေတက်တယ်လဲဘလို့အခြေအနေမျိုးမှာရေကျတယ်လဲဟုတ်နော်အဲ့ဒါကိုသိထားဖို့လိုတယ်အဲ့လိုသိရင်တော့ကမ်းခြေကိုရောက်တဲ့ခါလေးမှာကိုကနည်းနည်းဆင်ခြင်နိုင်တာပေါ့နော်โอเคအဲ့တော့ဒီ
ဒီ ocean လို့ပဲခေါ် sea လို့ပဲခေါ်နော် ocean level sea level အဲ့တော့ sea level တွေကပုံမှန်နေ့စဉ်နော်တက်တာတွေကျတာတွေရှိတယ်အဲ့လိုတက်ရှင်းကျခြင်းကိုတို့ကဘာလို့ခေါ်တာလဲ tides ဒီရေလို့ခေါ်တာဟုတ်နော်အဲ့တော့ဒီရေမှာတို့ကအုပ်စုခွဲထားတာနှစ်ခုရှိတယ် high tide နဲ့ low tide အဲ့တော့ဒီရေတက်ရင် high tide ဒီရေကျရင် low tide ဟုတ်နော်အဲ့တော့ဒါဆိုရင် low tide ဆိုတာဘာလဲနော် low tide ဆိုတာဘာလဲဆိုရင် ocean ဒီနော်ကမ်းခြေကနေပြီးတော့မှအနှိမ်ဆုံးအမှတ်ကိုရောက်သွားရင်နော်သူ့ကို low tide လို့ခေါ်တယ်ကမ်းခြေကနေပြီးတော့မှနော် ocean ကသတ်မှတ်ထားတဲ့ဒီကမ်းခြေပေါ့နော် show မှာအမြင့်ဆုံးအမှတ်ကိုရောက်သွားရင်ဒါကိုဒီရေတက်တဲ့ high tide လို့ခေါ်တယ်ဟုတ်နော်အဲ့တော့ဒီ shoreline ရဲ့ experience ကိုပဲသူကစဉ်းစားနော်စဉ်းစားတဲ့အခါမှာသူကတနေ့ကိုနော် everyday ဆိုတော့နေ့တိုင်းပေါ့နော်အဲ့တော့တနေ့ကိုရေတက်ရေကျနှစ်ကြိမ်စီဖြစ်တယ်ဟုတ်နော်ရေတက်တာနှစ်ကြိမ်ရေကျတာနှစ်ကြိမ်ဖြစ်တယ်အဲ့တော့ what does this happen ဘယ်အချိန်မျိုးမှာဖြစ်တာလဲဘာကြောင့်အဲ့လိုဖြစ်တာလဲဟုတ်နော်အဲ့တော့ဒီရေဆိုတာကသူအဓိကဘာကြောင့်လဲဆိုရင်သူကကဘာကနေကိုလှည့်ပတ်နေတယ်သူ့ဝင်ရိုးမှာသူလဲတယ်ဒါဆိုရင်ကဘာကိုဘသူကလှည့်ပတ်နေလဲဆိုရင်လကအရန်ဂျိုလကလှည့်ပတ်နေတယ်အဲ့တော့လကလှည့်ပတ်တဲ့အခါမှာလရဲ့ဆွဲအားလရဲ့ drag ဆွဲအားဟုတ်နော်အဲ့ဒါလရဲ့လကနော်လရဲ့ gravity ကနေပြီးတော့မှဆွဲတယ်အဲ့တော့သူ့ရိုးမှာသူလဲနေတဲ့ကဘာကိုလကဘာလုပ်တာတော့သွားဆွဲတယ်ဆွဲတဲ့အတွက်ကြောင့်မို့ဘာတွေဖြစ်တာလဲဆိုရင်ဒီရေဆိုတာဖြစ်စေတာဟုတ်နော်အဲ့တော့ဒီရေဖြစ်တဲ့အခါမှာသူကဘယ်လို condition မျိုးမှာပုံမှန်เนาะ spring type ဖြစ်တယ်လေเนาะneap type ဖြစ်တယ်လေဆိုတာလေးတွေကိုပြပေးတာเนาะဒါတပတ်လေလုံးเนาะโอเคအဲ့ဒါဆက်ကြည့်မယ်အဲ့တော့လကเนาะကဘာကိုလှည့်ပတ်နေတယ်အဲ့တော့လှည့်ပတ်နေရင်းနဲ့သူကเนาะကဘာရဲ့မျက်နှာပြင်မှာရှိနေတဲ့ရေကိုသူကသူ့ရဲ့เนาะdress ဆွဲအားနဲ့ဘာလုပ်လိုက်တော့ဆွဲတယ်ဟုတ်နော်ဘာကိုဆွဲလဲကဘာကိုလကကဘာကိုလှည့်ပတ်နေတယ်လကဘာကိုသွားဆွဲလဲဆိုရင်ကဘာရဲ့ ocean မှာရှိနေတဲ့ရေတွေကိုသူ့ရဲ့ dress ဆွဲအားနဲ့ဆွဲတယ်နော်အဲ့လိုမျိုးဆွဲလိုက်တဲ့အခါကျတော့ဘာတွေဖြစ်လာလဲဆိုရင်အဲ့ဒီ ocean ဒီဘေးအနားတစ်ဖက်စီမှာရှိနေတဲ့သူဒီမှာဟုတ်ဒါကလအဲ့တော့သူကဆွဲတယ်ဟုတ်နော်အဲ့လိုဆွဲတဲ့အတွက်ဒီကဘာရဲ့မျက်နှာပြင်မှာရှိနေတဲ့ ocean နော်ရေရှိတဲ့အပိုင်းအဲ့ဒီအပိုင်းတွေအားလုံးဒီဘာဖြစ်လာလဲဆိုဘေးနားတွေဒီ blush ဖောင်းလာတယ်ဟုတ်နော်ဖောင်းလာပြီးတော့ तू ကဆွဲလိုက်တာကိုဆွဲတဲ့အတွက်ဖောင်းလာပြီးတော့ဘာနဲ့နီးလာလဲဆိုရင်နေနဲ့sorry လာရှိတဲ့ဘက်ကိုဖောင်းလာတယ်နော်ဒါလေးတွေကဘာဖြစ်တာတော့လာရှိတဲ့ဘက်ကိုဖောင်းတယ်အဲ့လိုပဲလာရှိတဲ့ဘက်တွေမဟုတ်ဘူးသူနဲ့ဆန့်ကျင်တဲ့ဘက်ကိုလည်းဘာဖြစ်လာတော့ဒီရဲ့လရဲ့ဆွဲအားကြောင့်မလို့ရေတွေက blush ဖြစ်လာတယ်ဟုတ်ပြီနော်ဒီပုံစံလေးနော်ဒီပုံစံလေးမှာကြည့်မယ်ဒါကကဘာဒါကလကသူ့ကိုလှည့်ပတ်နေရင်းနဲ့သူတို့တဒန်းနဲ့ဖြစ်လာတဲ့ condition မျိုးကိုရောက်သွားပြီဆိုတာနဲ့သူရဲ့ gravity ကြောင့်မို့လို့မလုပ်တာတော့ဒီကဘာပေါ်မှာရှိနေတဲ့ရေတွေကိုသူကလှမ်းဆွဲတယ်ဆွဲတဲ့အတွက်ကြောင့်မို့လို့သူဆွဲလိုက်တာနဲ့တဒန်းနဲ့ဖြစ်တဲ့နေရာနော်သူနဲ့အနီးဆုံးနေရာရဲ့သူနဲ့ဆန့်ကျင်ဘက်နေရာဒီမှာရဲ့ဘာတွေဖြစ်လာလဲဆိုရင်ရေကရေရှိတဲ့ဘက်အချမ်းပေါ့နော်အဲ့ဒီကဘာဖြစ်လာလဲဆိုရင် blush ဖြစ်လာတယ်ဒါလေးကိုပြောတာနော်အဲ့ဒီရဲ့လူဖြစ်တဲ့ဟာကိုသူကနှစ်ခုရှိတယ်နော်အဲ့ဒါကိုသူကပြန်ခွဲကြည့်တဲ့အခါတော့ကန်းချီနော်အဲ့တော့ရှိုးတွေဒီဘာဖြစ်လာလဲဆိုရင်အဲ့လို blush ဖြစ်လာတဲ့နေရာမှာရှိနေတဲ့ကန်းချီတွေအားလုံးဒီရေတက်လာစေတယ်သူ့ရဲ့ဆန့်ကျင်ဘက်နော်အဲ့တော့ကန်းချီမရှိခဲ့တဲ့နော်ဒီ blush မဖြစ်ခဲ့တဲ့နေရာကန်းချီတွေကကြတော့ဘာဖြစ်တာလဲဒီရေကျစေတယ်ဒါဆိုရင်ရေတက်ရေကျခြင်းဒီဘာကြောင့်လဲဆိုတာကိုယ်မလားပြန်ပြောမယ်နော်လကဘာနဲ့တဒန်းနဲ့ဖြစ်လာတဲ့အခါမှာတဒန်းနဲ့ဖြစ်တဲ့အချိန်ကသူကဘာဖြစ်တာအနည်းဆုံးဖြစ်တယ်အနည်းဆုံးဖြစ်တော့သူကဘာလုပ်တော့ဆွဲတယ်ဆွဲတဲ့သူ့ရဲ့ဆွဲအားကြောင့်မို့လို့က
ကဘာရဲ့ ocean မှာရှိနေတဲ့ရေတွေကဆွဲခြင်းခံရတယ်အဲ့တော့သူဆွဲအားနဲ့အနီးဆုံးဖြစ်တဲ့နေရာရဲ့ဆန့်ကျင်ဘက်နေရာရဲ့ကရေတွေကဆွဲခြင်းခံရလို့ blast ဖောင်းကားလာတယ်အဲ့လိုဖောင်းကားလာတဲ့နေရာမှာရှိသောကမ်းခြေတွေဒီရေတက်မယ်ကျန်တဲ့နေရာဒီရေကျမယ်ဟုတ်နော်အဲ့တော့ဘာဖြစ်တော့ high tide ဆိုတော့ဒီရေတက်တယ် low tide ဆိုတော့ဒီရေကျတယ်ဟုတ်နော်အဲ့တော့ကမ္ဘာရဲ့ဆန့်ကျင်ဘက်မှာနော်ကမ္ဘာရဲ့ဆန့်ကျင်ဘက်မှာနောက်ထပ် blast ဒီဘက်အပိုင်းပေါ့နော်အဲ့တော့ blast ဖြစ်တာအဲ့ဒါဘာကြောင့်လဲဆိုရင်ဒီဖြစ်တဲ့ process တွေကတော့သူအများကြီးလို့ပြောကြတယ်အဲ့တော့အဓိကဖြစ်ရတဲ့အကြောင်းကဘာလဲဆိုရင် centrifugal force ကြောင့်ဖြစ်တယ်ဟုတ်နော်အဲ့တော့ကမ္ဘာကသူ့ဘက်မျိုးမှာသူလဲနေပြီမဲ့လို့နော်အဲ့ဒီလဲခြင်းကနေပြီးတော့မှ centrifugal force ကြောင့်မို့လို့ကျန်တဲ့တစ်ဖက်ကနော်ဆန့်ကျင်တဲ့အဘက်ကဘာဖြစ်တာတော့ဖောင်းလာတာအဲ့ဒီလိုဖောင်းလာတာကဒီဆန့်ကျင်တဲ့အရက်ကဖြစ်လာတဲ့ဖောင်းခြင်းဒီဒါက high tide ဒီ second high tide မျိုးစားဖြစ်လာတာဟုတ်ပြီနော်အဲ့တော့ကဘာကလဲနေတယ်နော်အဲ့တော့လဲနေတဲ့ခါမှာလနဲ့သူကတဒန်းနဲ့ဖြစ်တဲ့ condition မျိုးမှာရေကလဆွဲတဲ့အတွက် blast ဖြစ်တယ်အဲ့လိုဖြစ်တဲ့ဒီသူက different location နှစ်ခုဖြစ်တယ်ဟုတ်နော် different location နှစ်ခုဖြစ်တယ်ဆိုတော့နီးတဲ့ဘက်ရဲ့ဆန့်ကျင်တဲ့ဘက်ရဲ့နော်အဲ့လိုနှစ်ခုမှာဒီရေတက်တယ်အဲ့လိုဒီရေတက်တာဒီသူကအချိန်မတူဘူးတနေ့လုံးမှာဒါကြောင့်တနေ့မှာဒီရေတက်တာဒီဘယ်နှခါဖြစ်တယ်လို့ပြောတာလို့နှစ်ခါဖြစ်တယ်လို့ပြောတာရမယ်နော်နောက်ထပ်တစ်ခုကဘာလဲဆိုရင်နေက dress ဆွဲအားရှိတယ်ဟုတ်နော်အဲ့တော့နေရလဲအဲ့ဒီရဲ့ဒီရေပေါ်မှာတွားပြီးတော့ effect တက်ရောက်တယ်တက်ရောက်တဲ့ခါမှာနေနဲ့လနဲ့ကတောက်မှန်ကြတဲ့ condition မျိုးကိုရောက်လာမယ်ဟုတ်နော်နေရလရနော်သူကဘာဖြစ်တော့ perpendicular နော် perpendicular ဖြစ်လာမယ်ဟုတ်နော်တစ်ခုနဲ့တစ်ခုက perpendicular ဖြစ်လာခဲ့တဲ့ condition မျိုးရောက်ရင်ဟုတ်နော်အဲ့တော့ ocean မှာရှိနေတဲ့ကျန်တဲ့ different direction တွေကဘာဖြစ်သွားခံရမလို့ဆွဲခြင်းခံရမယ်နော်အဲ့လိုဆွဲလိုက်တဲ့အတွက်ရေတက်တာရေကျတာဒီ extra high tide extra low tide ဖြစ်စေတယ်ရေအလွန်ကျပြီးရေအလွန်တက်တယ်နော်အဲ့လိုမျိုးတွေဖြစ်တယ်အဲ့ဒါ condition ဒီတောင်းမှန်ကြတဲ့အချိန်ကျမှနော်အဲ့လိုမျိုးရေတက်ခြင်းရေကျခြင်းတွေကိုနော်အဲ့တော့ high ဒီရေအရန်တက်တယ်လို့ပြောရင် spring tide လို့ခေါ်တယ်အဲ့တော့ရေပြည့်ဒီရေအဲ့တော့ရေထရက်နော်သူတို့ဗမာကမ်းခြေရလူတွေခေါ်တာတော့ရေထနော်ရေထတဲ့ရေတည်ရက်အဲ့လိုမျိုးပြောတာနော်အဲ့တော့အဲ့လိုမျိုးနဲ့နောက်ထပ်ဒီလိုမျိုး high နဲ့ low tide မှာနော်မတူညီတဲ့ကွာခြားချက်ကလေးတွေရှိတယ်အဲ့ဒီကွာခြားချက်တွေကိုတို့ကဘာလို့ခေါ်လဲဆိုလို့ရှိရင် neat tide လို့ခေါ်တယ်ဟုတ်နော်အဲဆိုရင်spin type နဲ့ neat type လေးကို꿰မယ်လို့ထင်တယ်နော်အဲ့ဒီမှာကြည့်လိုက် spin type ဆိုတာဒီသူကဘာဖြစ်မလို့ရေကပုံမှန်ထက်ဆိုင်ရင်ပိုပြီးတက်လွန်ကြာလွန်ဟုတ်ပြီနော် extra height ဖြစ်တဲ့ condition မျိုးဆိုရင် spring type ဟုတ်ပြီနော် neat type ဆိုတာကြတော့သူကတောင်းမှန်ကြသွားပြီနော်အဲ့လိုတောင်းမှန်ကြသွားတဲ့ condition မျိုးရောက်သွားရင်သိကြပြီသူက neat type နော်အဲ့လိုဖြစ်မယ်အဲ့တော့ string type ဒီသူကဘယ်လိုမျိုးပြောလဲဆိုရင်ရေထရက်နော်ရေထရက်ရေတည်ရက်ဒါတွေကကမ်းခြေမှာကြာဘူးလေနော်အဲ့တော့ရေထရက်ရေတည်ရက်ဆိုတာရေအလွန် extreme high tide ပေါ့နော် extreme high tide အဲ့လိုမျိုးဖြစ်တာဆိုတော့ရေတအားပြည့်နေတဲ့အချိန်မှာဒီရေကပိုတက်တာအဲ့လိုမျိုးကဘယ်ချိန်မျိုးမှာဖြစ်တာလဲဆိုလပြည့်လကွယ်နေ့ဒီမှာတစ်လကို2ကြိမ်ဖြစ်စေတယ်ဟုတ်နော်အဲ့တော့ဘာလို့ဖြစ်လဲဆိုရင်လ full moon ပေါ့နော် full moon day ပေါ့နော်လပြည့်တယ်နောက် new moon လို့ခေါ်တဲ့လကွယ်တယ်အဲ့လို condition မျိုးဒီမှာဒီလိုမျိုး spin tide တွေဖြစ်တယ်အဲ့တော့ဘာကြောင့်ဖြစ်တယ်လဲပေါ့နော်အဲ့တော့ဖြစ်တဲ့အကြောင်းရင်းကိုကိုကမှတ်ထားရမှာအဲ့တော့နေရယ်ကဘာရယ်လရယ်ဒီ straight line နော် straight line ဖြစ်နေတဲ့ condition မှာဟုတ်ပြီနော်နေရယ်လရယ်ကဘာက straight line ဖြစ်နေတဲ့
condition မျိုးမှာနေနဲ့လကကဘာအလဲရောက်သွားတဲ့ condition မှာသူတို့ကနှစ်ခုပေါင်းပြီးတော့ပါတော့လစီရရေကိုဆွဲတယ်နော် pooling လုပ်တယ်အဲ့လိုဆွဲလိုက်တဲ့အတွက်ကြောင့်ဘာတွေဖြစ်လာလဲဆိုရင်ရေတက်တယ်ဆိုရင်လည်းရေကဘာဖြစ်တော့ highest point ဖြစ်ပြီးတော့ရေကျတဲ့နေရာတွေမှာကျတယ် lowest point ဖြစ်တယ်အဲ့တော့ lowest low tide highest high tide ရေအလွန်တက်ရေအလွန်ကျအဲ့တော့ဒီရေကအရန်တက်မယ်ဒီရေအတန်းကျမယ်ဟုတ်နော်အဲ့တော့ဒီရေအရန်တက်မယ်ဒီရေအရန်ကျမယ်အဲ့တော့အဲ့လိုမျိုးhigh နဲ့ low tide နော်သူရဲ့ tidal range နှစ်ခုရဲ့ကွာခြားချက်ကဘာဖြစ်နေလဲဆိုရင်ဒီရေတက်ချင်းကျချင်းရဲ့ကွာခြားချက်ဒီအရန်များလွန်းနေတယ်နော်အဲ့လိုအခြေအနေမျိုးဒီဘာအခြေအနေလဲဆိုရင် spring tide ဖြစ်တာဟုတ်နော်နောက် neap tide neap tide ကကြတော့ရေသေးရက်ပေါ့နော်ရေသေးရက်ဆိုတော့ကကြသူကအဓိကဘယ် condition မျိုးမှာဖြစ်တာလဲဆိုရင်လဆန်းလစုပ် condition မျိုးမှာဖြစ်တာဟုတ်နော်အဲ့တော့လဆန်းလစုပ် condition မျိုးမှာဖြစ်တယ်သူလဲတစ်လကို2ကြိမ်ဖြစ်တယ်ဟုတ်နော်ဖြစ်တဲ့ခါကျတော့နေရလရဒီတောက်မှန်ကျသွားတယ်နော်အဲ့လိုမျိုးတောက်မှန်ကျသွားတဲ့ condition မျိုးမှာနော်သူကတစ်ခုနဲ့တစ်ခုကဆွဲရင်ကျန်တဲ့တစ်ခုကိုဆန့်ကျင်ပြီးသူကဆွဲရတယ်ဟုတ်နော်အဲ့တော့လကနေလရဲ့ဆွဲငင်အားနဲ့နေရဲ့ဆွဲငင်အားတောက်မှန်ကျသွားတယ်ကျတဲ့အတွက်သူကတစ်ခုနဲ့တစ်ခုကဆန့်ကျင်ဘက်အနေထားရှိတာကြောင့်သူတို့ရဲ့ဆွဲငင်အားတွေကဘာဖြစ်သွားလို့ရော့ကျသွားတယ်အဲ့လိုရော့ကျသွားတဲ့အခါမှာ lowest high tide ဆိုတာလေဖြစ်စီတယ်နော်အဲ lowest high tide လေဖြစ်စီတယ်အဲသူတို့ရဲ့ဂျားတွေကဒီတက်ချင်းကြချင်းကွာကြချက်ကကြတော့နဲတယ်ဆွမ်းနာကရေပြည့်နော်ရေထရက်တွေဆိုရင်တော့သူကဘာဖြစ်တော့ကွာကြချက်ကများတယ်အဲ့ကွာခြားချက်ကလေးတွေကိုသိထားရင်ရတယ်ဒါကြောင့်ပင်လယ်ပြင်မှာနားမှာနေတဲ့သူတွေကတော့ဒါသူတို့ကဒီအကြောင်းတွေကောင်းကောင်းသိတယ်နော်โอเคဒါဆိုရင် question လေးတွေကိုဖြေထားကြည့်မယ်နော်ဟုတ်ပါပြီဒါဆိုရင်ဒီနေ့ပြပြသွားခဲ့တာကနေရယ်ကဘာရယ်လရယ်၃ခုနော် interaction ဖြစ်လိုက်တဲ့အခါမှာ eclipse ဆိုတာတွေဖြစ်စေတယ်ပြီးရင်ဒီရေဆိုတဲ့ဒီရေတက်ချင်းကြချင်းတွေဖြစ်စေတယ်အဲ့ဒီအကြောင်းအရာလေးတွေကိုပြပြပေးသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်သင်ခန်းစာမှာပြန်ဆုံကြပါမယ်